Vou aqui, não. Joza kao johon bange Tsigana pao myonge Neze deko tigaduma Mama mika masa mite Mudungo jo hueta Ngaha puma umpu dele kuma Tiho tibo kela umta aye Banja she chola Yeku apulo she uma Mount Tai labu lao ye ne Ngakang mi che la moje You are true menu de o na ha chemia misaulu kala made lulu te alu cheku apekala hotante ma computer cheni shaza udon buma lulu te alu hey lulu te alu todi di ho ganyenye achita ye tu bo cho ma Joza kao johon bange Tsigana pao myonge Neze deko tigaduma Mama mika masa mite Mudungo jo hueta Ngaha puma umpu dele kuma Tiho tibo kela umta aye Banja she chola Yeku apulo she uma Mount Tai labu lao ye ne Ngakang mi che la moje You are true menu de o na ha chemia misaulu kala made lulu te alu cheku apekala hotante ma computer cheni shaza udon buma Ganyenye achita ye tu botoma Akatiza tiko wepe wete London sumi o nebekale Tete pange pipyu tapo Loji tete pange zonja tapa
看到了。OK， 要。Makanya. Siapa yang kalah cepat ke Pabina? Kopi rumah.
ခန္ဓာမစတဲ့ခင်မှာကိုယ်တင်အတိပေးကျင်တာပါခင်ဗျာကျေးဇူးတင်အကြီးကဲများဒီနေ့ဒီလိုချွေဦးရဲနိုင်ကဓမ္မကျင့်မြောက်ခါတိုင်းသားစေတင်ကခါတိုင်းသားရမယကဦးအာမဲကိုသာဂုံပြုကျွတ်တင်ဆက်ခြင်းအစစ်တင်ကိုနဲ့အခမ်းအနားပြည့်မြောက်ခြင်းနဲ့မတန်တင်တပ်ပုံရိုက်ခြင်းဓမ္မကျင့်မြောက်အခါတိုင်းသားစုပေါင်းတန်စီပွဲတော်ခန္ဓာစတင်ခြင်းပါကြောင်းခြေညာအပ်ပါတယ်ခင်ဗျာဒီဆောင်ဝလူကျွန်တော်တို့ဓမ္မအကျင့်များအခါအင်းသားများရဲ့ဒုရပွဲတော်ဖြစ်တဲ့ဒန်းစီပွဲတော်ကိုကြောက်ရောက်ချင်းပြပြကြပါတော့ကျွန်တော်တို့ရဲ့ဆရာသမားဖြစ်တဲ့ကမ္ဘာသားတော်ကိုလေကြီးဘမူကြီးမင်းမင်းလေးနဲ့တကတစ်ဖက်လည်းပဲမှာအဝရှိလူကြီးများအားလုံးအာနာဆိုင်ရာများအားလုံးဒီပွဲကိုတက်ရောက်ချင်းမြင့်ပေးကြပါတဲ့တိုင်းရင်းသားညီကိုမောင်နှမများအားလုံးနဲ့ကြွားရောက်လာကြသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာနှုတ်ခွန်းဆက်သအပ်ပါတယ်ကျွန်တော်တို့ဓမ္မအကျင့်မြောက်အခါတိုင်းရင်းသားလူမျိုးတို့ရဲ့ရိုးရာနန်းစီပွဲတော်ဟာအခါလူမျိုးတို့ရဲ့အဓိကကြတဲ့ပွဲတော်တွေထဲမှာတစ်ခုပါဝင်ဖြစ်တယ်ဆိုတာအားလုံးသိရှိပြီးသားဖြစ်ပါမယ်အဓိကအားဖြင့်12လရာသီပတ်လုံးမှာအခါတိုင်းရင်းသားလူမျိုးတို့ရဲ့ပွဲတော်များလာလိုက်ရှိနေပြီးသားဖြစ်ပါတယ်ဒီထဲမှာမှဟုတ်လားအခါဒန်းစီပွဲတော်ဟာဆိုလို့ရှိရင်ဒါကြီးကျယ်ခမ်းနားလာတဲ့ရိုးရာလေးကိုထိမ့်သိမ့်နဲ့ဟုတ်လားအများသိကြတဲ့ပွဲဖြစ်တယ်ဆိုတာလေးကျွန်တော်ထည့်သွင်းပြီးတော့မှတင်ပြလိုပါတယ်အခုကာလဒီအားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ COVID-19 ယောဂါနဲ့ပတ်သက်ပြီးတော့မှဆောင်ရွက်နေကြရတဲ့ကာလဖြစ်တဲ့အားလို့စွာအားလုံးခါတိုင်းနှစ်တွေလိုစီကားကားနဲ့လူတွေစုပြုံပြီးတော့မှဟာလားအားလုံးတပြုံနဲ့ကြွားရောက်ကျင်းပနိုင်ခြင်းမရှိဘဲနဲ့စီကံအချက်နဲ့အညီလိုက်နာပြီးတော့မှကျင်းပပေးကြတဲ့အတွက်ကြောင့်ဒါစီကံနဲ့အညီဆောင်ရွက်ပေးကြသောအခါတိုင်းရင်းသားလူမျိုးများအားလုံးကိုလည်းပဲကျေးဇူးတင်ရှိကြောင်းလည်းကျွန်တော်တင်ပြလိုပါတယ်နောက်တစ်ခုဒီကျွန်တော်တို့ဒါအခုကြုံကြိုက်တော့မှာယခုကာလဒီကျွန်တော်တို့မဲစရင်များပထမအကြိမ်ကြီးညာထားပြီးသားဖြစ်ပါတယ်အချို့သောတိုင်းရင်းသားလူမျိုးများတွေထဲမှာမဲစရင်နဲ့ပတ်သက်ပြီးတော့မှနေပေးပိုင်ခွင့်ရှိရတာနဲ့မရှိတာတို့အချက်လက်မှားယွင်းတာတို့ဒါလေးတွေကိုလည်းကျွန်တော်တို့ကြီးညာထားတဲ့ကာလပထမအကြိမ်ပြီးစီးသွားပြီဖြစ်ပါတယ်ဒုတိယအကြိမ်ဒီကျွန်တော်တို့အောက်တိုဘာလမှာဒုတိယအကြိမ်ကြီးညာမှာဖြစ်တဲ့အတွက်ကြောင့်ဒီမတိုင်မီမှာအခါတိုင်းရင်းသားလူမျိုးများအားလုံးဒီမိမိတို့နေပေးပိုင်ခွင့်ရှိသောဟာလားအခါတိုင်းရင်းသားရေးရာအခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက်နေပေးပိုင်ခွင့်ကိုလည်းမဖြစ်မနေရရှိရမှာဖြစ်ပါတယ်ပုံမှန်ကျွန်တော်တို့ပေးပိုင်ခွင့်မဲပေးပိုင်ခွင့်ရှိမဲ့လွှတ်တော်3ရက်အတွက်မဲပေးရမယ့်အပြင်အချို့သောဟာလားတိုင်းရင်းသားတွေထဲမှာမိမိရဲ့တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက်ကိုမဲပေးပိုင်ခွင့်မရှိတဲ့ကိစ္စရပ်လေးတွေဒါဖြစ်ပေါ်လာတဲ့ complaint လေးတွေကျွန်တော်တို့တွေ့ရှိရပါတယ်ဒီပေါ်မှာလည်းပဲဒါအခုဒါကြုံကြိုက်တုံးမှာကိုဗစ်ကာလလည်းဖြစ်ပါတယ်နောက်တစ်ခုဒါကိုဗစ်ကာလဖြစ်တာနဲ့အညီကျွန်တော်တို့စီကံလိုက်နာဖို့လိုတယ်လို့တစ်ဆက်တည်းမှာမကြာမီမှာဆောင်ရွက်ဖို့ရှိတဲ့ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲကြီးအတွက်ကိုလည်းပဲဒါအောက်တောင်ခွန်ဆိုင်နဲ့ဒီအချိန်မှာမိမိတိုင်းရင်းသားရေးအရေးအရာအတွက်ကိုမိမိတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရွေးချယ်နိုင်မှုကိုလည်းဒီခြားလေးမဲစင်းမှာတွားကြည့်တာပူပေါင်းဆောင်ရွက်တာမဲပေးတာလေးတွေကိုဆောင်ရွက်ပေးဖို့ကျွန်တော်ဒါကြုံကြိုက်တုံးတင်ပြလိုခြင်းဖြစ်ပါတယ်အဲ့တော့အခါတိုင်းရင်းသားများနဲ့ပတ်သက်လို့ကတော့ကျွန်တော်ဒီဒန်းစီပွဲကို၄ကြိမ်မြောက်ဖြစ်ပါပြီကျွန်တော်2019ခုနှစ်ကနေစပြီးတော့မှဒီဒန်းစီပွဲကိုကျွန်တော်တက်ရောက်ခဲ့တာဖြစ်ပါတယ်မပြတ်မကွက်ပါပဲခါတိုင်းဆိုရင်တော့ဒီမှာရွာမှာပဲညအိပ်ပါတယ်ဟုတ်လားညပွဲတွေလည်းကျွန်တော်တို့ကြည့်ပါတယ်ဒီတစ်ခေါက်မှာတော့အခြားလုပ်ငန်းတာဝန်တွေကြောင့်ဒါနောက်ကျပြီးတော့မှရောက်ရှိလာတဲ့အတွက်ဒါလေးကိုလည်းနားလည်ခွင့်လွှတ်ပေးဖို့ကျွန်တော်အနေနဲ့တင်ပြလိုပါတယ်ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တို့ဒါအခါတိုင်းရင်းသားလူမျိုးတို့သည်ဒေသတွင်းမှာ
အစင်လာရအောင်ဟာလားရိုးရဒလေးအရာကိုစင်လာကြီးမားပြီးတော့မှရိုးရဒလေးထိမ့်သိမ့်တဲ့အခါမှာအင်တိုက်အားတိုင်းနဲ့ဟာလားဆောင်ရွက်ကြတာကိုတွေ့ရှိရတာဖြစ်ပါတယ်အခါလူမျိုးဆိုတာလည်းအားလုံးသိတဲ့အတိုင်းကျွန်တော်တို့မြန်မာနိုင်ငံနေနဲ့ပြောရင်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဒါကျွန်တော်တို့နေထိုင်ဆောင်ရွက်ကြတဲ့လူမျိုးများဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောလို့ရှိပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာကျန်တဲ့ဝင်ကြီးတွေတော့ပြောင်းကျင်ပြောင်းသွားမယ်ဟာလားအစိုးရအဖွဲ့ဝင်ဝင်ကြီးဖြစ်တဲ့အခါတိုင်းရင်းသားလူမျိုးရေးရာဝင်ကြီးကတော့ကျွန်တော်တို့ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ဟာလားအစိုးရအဖွဲ့ဝင်ဝင်ကြီးအဖြစ်အမြဲတမ်းပြင်တိုင်းရှိနေမှာဖြစ်ပါတယ်အလားတူကျွန်တော်တို့ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ဖို့ဟာလားဒီထက်စီကံပြေဝစွာနဲ့စနစ်တကျဖြစ်စေဖို့စသဖြင့်ဒါတွေအားလုံးကိုလည်းရှမ်းပြည်နယ်ရှေ့ပိုင်းမှာအဓိကနေထိုင်ကြတဲ့အခါတိုင်းရင်းသားလူမျိုးများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်လျက်လည်းရှိပါတယ်ဆက်လက်ပြီးတော့လည်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လည်းတိုက်တွန်းလိုပါတယ်အဓိကအားဖြင့်တော့ကျွန်တော်တို့မျိုးဆက်သစ်များအနေနဲ့ဒါရှေ့လူကြီးများကနေပြီးတော့မှအစင်လာတရက်အနေနဲ့ဆောင်ရွက်ခဲ့တာအခုဒသမအကြိမ်မြောက်ရှိနေပြီဖြစ်ပါတယ်ဒသမအကြိမ်မြောက်မှဒီကဘာတီတွေ၍ဆက်လက်ပြီးတော့မှအကြိမ်တိုင်းကိုစီကံတကြစနစ်တကြနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ရိုးရာဓလေ့ကိုထိမ့်သိမ့်ခြင်းဖြင့်ချမ်းပြည်နယ်အရှိပိုင်းရဲ့ဂုဏ်ကိုအခါတိုင်းရင်းသားလူမျိုးများတို့ရဲ့ဂုဏ်ကိုမြင့်တင်ပေးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါဒီလိုခက်ခဲတဲ့ကာလမှာကျွန်တော်အခါတိုင်းရင်းသားများဒန်းစီပွဲတော်ကိုတရားချီးမြှင့်ပေးကြတဲ့အဲ့ဒီတို့များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်အခါတိုင်းရင်းသားဒန်းစီပွဲတော်ဟာဟိုးကျွန်တော်တို့ရှစ်ဘွေနဒီကလေးကကိုရွာမှာကျင်းပလာခဲ့တာဖြစ်ပါတယ်အတိဘေကတော့စီလုံးညီညွတ်ချင်းဆိုတဲ့အတိဘေပေါ်ဆောင်ပါတယ်ကျွန်တော်ဘိုးဘေးတွေဟာဒီအချင်းဒီကာလမှာကိုရဲ့မိသားစုအလိုက်ကိုရဲ့ကျေးရွာအလိုက်နေမြေဒေသအလိုက်စင်တယ်လာပြီးမှစီလုံးချင်းရဲ့ကောင်းကြီးမင်္ဂလာကိုပေးတဲ့ပွဲတော်ဖြစ်ပါတယ်။ဒါကြောင့်လည်းပဲစီလုံးချင်းကိုဖော်ဆောင်တဲ့ဒီတန်းပွဲတော်ကိုကျွန်တော်အခါတိုင်းရင်းသားတွေဟာတမြတ်တနိုးကျင်းပရခြင်းလည်းဖြစ်ပါတယ်။အရင်ကတော့ဖြင့်ကိုရွာမှာပဲကျင်းပလာခဲ့တော့ညာလည်းပဲအခုနောက်ပိုင်းမှာမိမိရဲ့ရိုးရာယဉ်ကျေးမှုဒလေမိမိရဲ့ယုံကြည်ကိုးကွယ်ရာဘာသာတရားတွေကိုအင်းနဲ့အားနဲ့ထင်းသိမ်းနိုင်အောင်အတွက်စုပေါင်းဒန်းစီပွဲတော်ရဲ့လို့ဖော်ဆောင်ပြီးကျင်းပလာခဲ့တာတော့ဖြင့်10 ကြိမ်မြောက်ရှိပါပြီဒီလို10 ကြိမ်မြောက်အထိတောင်းယူပေးတဲ့ဥပဒေမှာရှိတဲ့ကျွန်တော်တို့အဖိုးဦးဝါစော်နဲ့တာသမီများရွာသားတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောင်နေ့မှာလည်းပဲစင်စစ်မပြကျင်းပပေးနိုင်ဖို့အတွက်ကျွန်တော်တို့မေတ္တာရခံပါတယ်ကျွန်တော်ခါတိုင်းသားများရဲ့ဂုဏ်ကိုဖော်ဆောင်တဲ့ဒီဒန်းစီပွဲတော်ဟာဖြင့်10 ကြိမ်မြောက်မှာကြီးကျယ်စီရင်ကျင်းပနိုင်ဖို့အတွက်စီစဉ်ခဲ့ရတော့လည်းပဲအခြေအနေရကျွန်တော်တို့ကိုရွာမှာပဲစီစဉ်ရခြင်းဖြစ်ပါတယ်။နောက်နေ့ခါမှာတော့စီစီကားကျင်းပနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျွန်တော်ဒန်စီပွဲတော်နေ့အတူကြောရောက်ချင်းမီပေးကြပါတော့ဧည့်သည်တော်များရွာသူရွာသားများကျွန်တော်ညီကိုများအားလုံးဘိုးဘေးတို့ရဲ့ငြိမ်းချမ်းခြင်းကောင်းကြီးမင်္ဂလာကိုခံစားရရှိပါစေလို့ဆုတောင်းရင်ညီကုန်းချောရပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာဥပဒေအခါနေ့မိုင်းတွင်းတောင်ပေါ်အုပ်စုရှိဟာတိုင်းရင်းသားများထံသို့ဥအမေဂုံပြူးကျေးဇူးတင်စကားတသမအကျဉ်မြောက်ခါတိုင်းရင်းသားစုပေါင်းရိုးရာဒန်စီပွဲတော်သို့ကြောရောက်ချင်းမိပေးပါတော့ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးရဲနိုင်နှင့်ဂုဏ်ရည်ရှိဧည့်သည်တော်များလူကြီးမီများနှင့်ခါတိုင်းရင်းသားများမင်္ဂလာပေါင်းနှင့်ပြည့်စုံစေကြောင်းသူမှုကောင်းပို့တာအပ်ပါတယ်1996ခုနှစ်မှအစပြုပြီးယခု2020ခုနှစ်25နှစ်တိုင်အောင်ဥပုဒေအခါရွာအရေးဥဆောင်ပေးခဲ့သောမွေးဖခင်ကျေးဇူးရှင်ဦးအစော၏တုံတေလန်းညုံမှုကျေးရွာရှိလူကြီးသူမနှင့်ရွာသူရွာသားများ၏ဆင်းလုံးမှုဖြင့်ဧသူပူအမြနေထိုင်လာခဲ့ဒီမှာယနေ့ဆိုရင်အင်ချင်140ကျော်ခဲ့ပြီဖြစ်ပါတယ်ရဲရွာဖွံ့ဖြိုးရေးအတွက်ကျွန်တော်ဥအမဲကိုယ်တိုင်တိုက်နိုင်တဲ့ဖက်ကနေပညာရေးကျန်းမာရေးလမ်းမဆက်တွေရေးနှင့်လျက်စီမီယာစီရဲ့အစရှိတဲ့ဆောင်ရွက်မှုများကြောင့်ယနေ့ဆိုရင်ပုံမတရားတဲ့ရွာတရွာအဖြစ်ရောက်ရှိလာခဲ့တာကိုမိတွေ့နေရပြီဖြစ်ပါတယ်ဥပုဒေနှင့်အနည်းအနားရှိရွာအတိအမှအခါလူမျိုးများမိမိတို့ရဲ့ယဉ်ကျေးမှုဒလေးထုံတန်းအမွေများလက်ရှိကမ်းနိုင်ရအတွက်စပေမတတ်မြောက်ခဲ့တဲ့ကျွန်တော်ဥအမဲကိုယ်တိုင်ကမကထမ်းပြုပြီးအခါမျိုးသားစာပေကိုလူငယ်တိုင်းနိပါတင်ယူတတ်မြောက်တာလဲရဲရွာလူထုများမိမိလူမျိုးအပေါ်ချင်းမြတ်လို့တဲ့အစဉ်အလာကိုပြတ်သားနေပါတယ်ယနေ့ဆိုရင်ခါတိုင်းရင်းသားတို့ရဲ့ရိုးရဒလေးဖြစ်သောဒန်စီပွဲတော်ကိုတသမအကျဉ်တိုင်အောင်ကျင်းပလာနိုင်ခဲ့ပြီးအခါမျိုးသားရဲ့ဂုဏ်ကိုဖော်ဆောင်လျက်ရှိပါတယ်ဒီလိုဆယ်နှစ်ဆယ်မိုးအားတဲ့တယောက်ပါဝင်ပြီးတော့ဥပုဒေနှင့်အနည်းအနားရှိအခါတွေးချင်းအလုံးကိုလည်းပြောမပြနိုင်လောက်အောင်ဂုဏ်ပြုအပ်ပါတယ်နောင်ဆက်လက်ဆောင်ရွက်တော်မူခါမျိုးသားရေးကိုလည်းလက်တွေ့ညီညာစွာဖြင့်ခါတိုင်းရင်းသားများအလုံးလှုပ်ဆောင်တော်မယ်လို့လေးလေးနက်နက်ယုံကြည်ရင်ဂုဏ်ပြုကျေးဇူးတင်အပ်ပါတယ်ဆက်လက်ပြီးအခါဘာသာဖြင့်တင်ပြတော်မှာဖြစ်ပါတယ်နိစာအလူဥပုဒေအခါဖူဟောမဒုကခါဇောအခါမနုတောအဝေအမဲကဲနဲ့ထာဟုဂလတော်ငနေချေပိုပြောင်းရဲခုအဖေချေပိုပြောင်းအခါချောဇဂုလျောရဲခုအဖေလောဂျူကအကောလကနေလာအာယအချူဟောအခါချောဇယောဂနလွန်နိစာအလူထီဟေဝေယဝေချေကွန်နဲ့ညီဟေညီချေကွန်ညီယေခေါလာငေကနီဥပုဒေအခါဖူဂါဒူမေရှိဖောဇီဒာနီယောထေောဖူမဘီထေမဘီပြိုင်နီဆေဟဲနေလေငါအဒါအဘောဆောခုချီလာချီဂူနီချန်ထဲနေလာအာယီအချူဒေဟောဖူရတဲ့ရတဲ့ဘာဒါနေအနာဖူယောချီယာချေယောဂျေဆိုမေဖူဒေခဒါမဒါလာညာဖာငါဟာဂေညာကနေချောဘောဖူရတဲ့ရတဲ့မေဘောဂုမီနေယာစီချောကွန်ဖောယူမူဇောစာဒိုဖောဤတာလာတာညာဂမဟောဤချူမီဇာ
ယောဂနာလူဇမညာနီဒိုဆာဒိုလာမီနေဇူလာအာယမ်နာမချေဖူယာဒတီနာစာတီနာဒေဒါလာဂါယာမောမီနေလာဟာယောချေညာဥပုဒေဟောဖူချောဒေချောအခါဇာဒယောဟာချောဇဒေဂျေဒေကောဘီရှိညာဂါဒူစံဘောမယာဇောဟောငါရဲနဲ့ယောဂနာလူအခါစံဘောဘီဇောညာဂါဒူလမ်နေအီနာဇာဂူဇာဇောဂနာလူအခါချောဇစံဘောဂျောညာကြီးမီနဲ့ဒေါ်မငယ်တို့ချွနီနုဟာစီဒူဒူမြာအီနာဥပုဒေဖူမာယေခုအဖေလောဂျေကချေကိုပြန်လာခွဲချေကိုချေမြကနီအခါချောဇဟန်ဆဲဂါဒူဆာနေလာဖူချောဒေချောဟောအခါချောဇယောဂနာလွန်ထာဖေမာမေဟုဖောဒါလီဖာရေအခါချောဇဂျေစကောဘေယောဂနာလူခုချီလာချီငေါချီကောလိုဒါဆဒညာဂဒူငါနေထုံထာခုလာခွေနေဂူလာခမာအဒိုအမဲဒန်ယာနေဂူလာခောဒယာငေလာဂူလာဘီခမာသူစာအလူခိုနာလူတာလူမာငါကအခါစားကူစားတဲ့ငါအခါစားအခါကောင်းမာဘုညာကညာစညာနေချောကူယောအခါစားယောလာနောင်လာဇာတဲ့ဟောစံဘုံချောသောကန်ချောယောအခါစားကူစားတဲ့ထီကချောပါနေခါမေဟုခေါ်လာတဲ့မီရောအတူဟာချောတဲ့အာမပြေလို့မှာဒီကလွယ်ဒီကောလဲလေတဲ့ခါငါကအခါစားကူစားတဲ့ငါအခါစားအခါကောင်းမှာထားကိုရှိခါတော့ပါညီကြီးရဲ့နောင်အခါချောတဲ့是卡塔帕你的眼呐，阿卡托的阿囊嘿。杜哈做着刚早的嘛，阿后要后那路大路嘛，那个阿卡。ကူစားတဲ့ငါအခါစားအခါကောင်းမှာဘုညာကညာစညာရီချောကူယောအခါစားယောကနောင်လာကြတဲ့ဟောစံဘုဇောသောကန်ချောယောအခါစားကူစားတဲ့ဂျီရာချောပါနေခါမေဟုဘော嘛，阿后要后那路大路嘛，我个阿卡萨不萨的我阿卡萨阿卡高嘛，阿杜哈错着阿玛给了嘛，这个乱的高乱来在卡我个阿卡萨不萨的我阿卡萨阿卡高嘛，我阿卡萨阿卡高嘛。ကျေးဇူးများတင်ပါတယ်ဂလန်မာ
中落兰给ông nó chú chú ba đê ta đô tê lê a kha đô tê lê la ma la lô cô nhỏ nê ê nhà rê a kha rê yê nâu sơ sơ gà tèn gô đêm bê mê ta đô tê lê a kha đô tê lê yo zê ya nhà nê sê la đê wine quên đi bông đê bê khó
အောင်မြင်စွာပြီးမြောက်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ Come? Oh, mas.
နော် အ
နိုင်အောင်တွေ့ရ
xa ta điều mà sao đi sao lại chứ adi menu cho giờ cứ lòng đi mà là có thì bố tên này là cho mình nào đây là có là mà xa lệ chứ adi menu cho giờ cứ lòng đi mà cho giờ cứ sao đi xa lệ chứ adi menu cho giờ cứ lòng đi mà xa lệ chứ adi menu cho giờ cứ lòng đi mà tu nữ nhị thơ chế huy bien la mienne dans ta ô la chưa bị ta la chưa bị yang cơ la ở con đi nó thì à cho mà ya mong à cơ thì ga i biểu thà ở lê à cho mưa i biểu thà ở nó thì ga miêu la cho mê ô la la chưa bị la xe à tham nhớ chưa bị đi đúng ở lơ la lê cho la ở xe
tu nữ nhị thọ chế với nhau là mẹ đông ta ô la chưa bị ta la xe